Xiaomi Pay နဲ့ Pay ဘယ်လိုတက်ဖြစ်မလဲကျွန်တော်ပြောပြပါမယ်အရင်ဆုံး Xiaomi Pay တောင်းစားလုပ်မယ် online class တက်မယ်နှုတ်မှတ်မယ် YouTube Netflix ကြည့်မယ် game ဆော့မယ်ဆိုတဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေပါတယ် site က 11.2 inches 3.2K resolution 14Hz refresh rate display နဲ့ Snapdragon 8 Gen chipset ကိုထည့်ပေးထားလို့ performance ဘိုင်းမှာလည်း share မိုက်တဲ့ tablet တစ်လုံးမှာအဲ့ဒါကိုမှ tablet ကို laptop တစ်လုံးကိုသုံးနေတဲ့သူတွေဆိုရင်တော့ Pay Pro ကိုစဉ်းစားသင့်ပါတယ် Pay Pro မှာက Snapdragon 8 Lite chipset ကိုထည့်ပေးထားလို့ performance ပုံမြင့်နေဆိုတော့ heavy gaming video editing နဲ့ multitasking လုပ်တဲ့အခါမှာပို့ပြီးတော့ဆုံးဖြတ်နေမှာပါ model နှစ်ခုလုံးမှာ 9200 mAh battery ထည့်ပေးထားပြီးတော့ Xiaomi Pay က 45W fast charging နဲ့ပြန်သွင်းရမယ် Xiaomi Pay Pro ကတော့ 67W fast charging နဲ့ပြန်သွင်းရမှာဖြစ်ပါတယ်ဈေးနှုန်းလေးတွေကတော့ဒီအတိုင်းလေးဖြစ်ပါမယ်ဈေးနှုန်းအပြောင်းအလဲလေးတော့ရှိနိုင်ပါတယ်ကျွန်တော်တို့ 1 by 1 ဆိုင်ခွဲတိုင်းမှာဒါရောက်ဝယ်လို့ရပါတယ်ခင်ဗျာ